မင်းဘဝမှာအမြဲတမ်းဒီလိုတွေကြုံဘူးလားတချို့လူတွေကဘာမှမထူးခြားပေမဲ့လူတိုင်းကသူတို့ကိုသဘောကျနေတယ်တချို့လူတွေကစကားပြောတာနည်းပေမဲ့အားလုံးကသူ့စကားကိုနားထောင်နေကြတယ်အဲ့ဒါဘာကြောင့်လဲတကယ်တော့အဲ့ဒီလူတွေကတာမန်လူတွေမသိတဲ့စိတ်ပညာလှည့်ကွက်တွေကိုမသိမသာသုံးနေကြတာပါဒီနေ့ဒီဗီဒီယိုလေးမှာလူ90%မသိသေးတဲ့စိတ်ပညာနည်းလမ်းလေးတွေကိုမင်းရဲ့နေ့စဉ်ဘဝမှာတကယ်အသုံးဝင်အောင်ပြောပြပေးမယ်။နောက်ဆုံးအထိကြည့်မယ်ဆိုရင်တော့မင်းရဲ့စကားပြောပုံလူတွေနဲ့ဆက်ဆံပုံအားလုံးပြောင်းလဲသွားမယ်လို့အာမခံပါတယ်။နံပါတ်1ကတိတ်တိတ်ဆိတ်ဆိတ်နဲ့အနိုင်ယူတဲ့နည်းလမ်းပါ။မင်းသိလားလူတွေကစကားပြောတာထက်တိတ်ဆိတ်တာကိုပို့ပြီးတော့ကြောက်ကြပါတယ်။တခါတလေတိတ်ဆိတ်မှုကစကားလုံးတွေအများကြီးထက်ပိုပြီးတော့အားရှိပါတယ်။ဒါပေမဲ့လူအများစုကအဲ့ဒီအရာကိုမသိကြပါဘူး။သူတို့ထင်တာကစကားများများပြောတဲ့လူကအနိုင်ရမယ်ဆိုပြီးတော့ပဲထင်ကြတာပါ။တကယ်တော့အနိုင်ရတဲ့သူတွေကအမြဲတမ်းပြောနေတာမဟုတ်ဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့စောင့်ကြည့်တတ်တဲ့သူတွေပါ။ဥပမာမင်းကလူတစ်ယောက်ကိုမေးခွန်းတစ်ခုမေးလိုက်မယ်။ तू ကပြန်ဖြေလိုက်မယ်။အဲ့ဒီအချိန်မှာလူအများစုကဘာလုပ်လဲဆိုတော့ချက်ချင်းနောက်ထပ်မေးခွန်းတစ်ခုမေးလိုက်တာပါဒါမှမဟုတ်ကိုယ့်အမြင်ကိုထည့်ပြောလိုက်တာဒါပေမဲ့မင်းကအဲ့လိုမလုပ်ဘဲနဲ့ तू ပြောပြီးတဲ့နောက်ဘာမှမပြောဘဲနဲ့သူ့ကိုတိတ်တိတ်လေးကြည့်နေလိုက်မယ်ဘာဖြစ်မလဲပထမ2စက္ကန့်လောက်က तू ကတာမန်ပဲ3စက္ကန့်လောက်ဆိုရင်သူ့စိတ်ထဲမှာနည်းနည်းတော့စိတ်မချမ်းသာတော့5စက္ကန့်လောက်ဆိုရင်သူ့စိတ်ထဲမှာစပြီးတော့စဉ်းစားလာပြီငါပြောတာများမှားသွားလားဒီလူကဘာလို့ငါ့ကိုပြန်မပြောတာလဲဆိုပြီးတော့သူတွေးလာပါပြီပြီးတော့သူ့ဘာသူပဲထပ်ပြောလာပါလိမ့်မယ်ပို့ပြီးတော့အသေးစိတ်ကြားတဲ့အရာတွေပို့ပြီးတော့အမှန်တရားကိုနီးစပ်တဲ့အရာတွေတခါတလေသူတော်မပြောချင်တဲ့အရာတွေထိသူ့ပါဇက်ကထုတ်ပြောလာပါလိမ့်မယ်လူတွေကတိတ်ဆိတ်မှုကိုမခံနိုင်လို့သူတို့ကိုယ်တိုင်အဲ့ဒီနေရာမှာထည့်လိုက်ကြတာပါဒါကြောင့်မင်းကိုမပြောဘဲသူတို့ကိုပြောစီလိုက်တာဖြစ်ပါတယ်မင်းကအင်တာဗျူးလုပ်နေတဲ့လူတယောက်ဆိုပါစို့မင်းအလုပ်ဟောင်းကနေဘာလို့ထွက်လာရလဲလို့မေးမယ်သူကပြောမယ်အချင်းနေနေငယ်ကြောင်ပေါ့ဒီမှာလူအများစုကဘလို့အချင်းနေလဲဆိုပြီးတော့ချက်ချင်းမေးမယ်ဒါပေမဲ့မင်းကဘာမှမပြောဘဲနဲ့နေကြည့်လိုက်3စက္ကန့်ကနေ5စက္ကန့်တွင်မှာသူကစပြီးတော့ထပ်ပြောလာလိမ့်မယ်တကယ်တော့အလုတ်ကတထိန်နဲ့အဆင်မပြေလို့ပါအလုတ်ပတ်ဝန်းကျင်ကအဆင်မပြေလို့ပါတွေ့လားအမှန်တရားကြီး तू ပြောလာတယ်မင်းကမင်းချစ်သူကိုမေးမယ်အခုနောက်ပိုင်းဘာလို့အေးအေးဆေးဆေးဖြစ်နေရလဲ तू ကမဟုတ်ပါဘူးအဆင်ပြေပါတယ်ဆိုပြီးတော့ပြောမယ်ဒီမှာမင်းကမယုံရင်မေးခွန်းတွေထပ်မမေးပါနဲ့တိတ်ဆိတ်နေလိုက်ပါသူ့ကိုကြည့်နေလိုက်ပါအချိန်နည်းနည်းကြာလာရင် तू ကပဲစပြီးတော့ပြောလာပါလိမ့်မယ်တကယ်တော့နည်းနည်းစိတ်တွေပင်ပန်းနေတာအလုတ်ကစိတ်တွေဖိစီးနေတယ်သူ့စိတ်ထဲရပဲအမှန်တရားတွေထွက်လာပါလိမ့်မယ်လူအများစုအမှားလုပ်မိတာတိတ်ဆိတ်နေတဲ့အချိန်မှာစိတ်မရှိဘဲပြန်ပြောလိုက်တာပါနားလေတယ်စသဖြင့်ပါဒါကမင်းရဲ့အခွင့်အရေးကိုမင်းကိုယ်တိုင်ဖြစ်လိုက်တာပါတိတ်ဆိတ်နေတဲ့အချိန်မှာမျက်လုံးနဲ့ပဲကြည့်ပါမျက်နှာပေါ်မှာစိတ်ဝင်စားနေတယ်လို့မျိုးပဲပြပါခေါင်းနဲ့လှုပ်ပါဘာကြောင့်လဲဒါသူ့ကိုဆက်ပြောပါလို့မပြောပဲပြောနေတဲ့စက္ကန့်တစ်ခုဖြစ်ပါတယ်အဲ့ဒီနီလန်းကိုအထူးသဖြင့်လူတစ်ယောက်ရဲ့အမှန်တရားကိုသိချင်တဲ့အချိန်ညှိနှိုင်းမှုတွေလုပ်တဲ့အချိန်အင်တာဗျူးတွေ relationship ပြဿနာတွေမှာသုံးလို့ရပါတယ်မသုံးတဲ့အချိန်တွေကတော့ဒီနီလန်းတွေကိုနေရာမရွေးမသုံးပါနဲ့စိတ်ဖိစီးမှုများနေတဲ့အချိန်တွေမှာမသုံးပါနဲ့အဲ့ဒီအချိန်တွေမှာတိတ်ဆိတ်နေခြင်းကသူတို့ပို့ပြီးတော့ခက်ခဲစေပါတယ်တချို့အချိန်တွေမှာအနိုင်ရဖို့မင်းစကားပြောနေကြမလို့ပါဘူးမပြောဘဲတိတ်တိတ်နေတတ်ဖို့ပဲလိုပါတယ်တကယ်တော့အနိုင်ရတဲ့သူတွေကစကားနေတဲ့သူတွေပါသူတို့ကစကားမပြောတဲ့အချိန်ကိုအခွင့်အရေးဖြစ်သုံးတတ်တဲ့လူတွေပါဒါကြောင့်နောက်တစ်ခါမင်းတယောက်ယောက်ကိုမေးခွန်းမေးပြီဆိုရင်ချက်ချင်းပြန်မပြောပါနဲ့တိတ်ဆိတ်နေလိုက်စောင့်ကြည့်နေလိုက်ပါမင်းအံ့ဩသွားပါလိမ့်မယ်လူတွေက
သူတို့ကိုယ်တိုင်မင်းကိုအမှန်တရားတွေပြောလာပါလိမ့်မယ်နံပါတ်2ကနာမည်ကိုသုံးပြီးတော့လူကိုဆွဲဆောင်တဲ့နည်းလမ်းမှာမင်းစဉ်းစားကြည့်ပါလူတစ်ယောက်အတွက်ဒီလောကမှာအချို့ဆုံးအတန်ကဘာတွေဖြစ်မလဲပတ်စံမဟုတ်ပါဘူးအောင်မြင်မှုတွေမဟုတ်ပါဘူးသူ့နာမည်ပါပဲဘာကြောင့်နာမည်ကဒီလောက်ရေးကြီးတာလဲလူတစ်ယောက်ရဲ့နာမည်ဆိုတာသူ့ရဲ့မှတ်တရသူ့ရဲ့ကိုယ်ပိုင် identity သူ့ကိုခေါ်တဲ့အချိန်မှာသူ့ကိုဓာတ်ရိုက်ထိမိသွားစေတဲ့အရာပါဒါကြောင့်လူတစ်ယောက်ကိုနာမည်နဲ့ခေါ်လိုက်တာတာမန်ခေါ်တာမဟုတ်ပါဘူးငါမင်းကိုသတိထားမိတယ်မင်းကအရေးကြီးတယ်ဆိုတဲ့မမြင်ရတဲ့ message တွေကိုပို့လိုက်တာပါမင်းကိုလူ2ယောက်လာပြောတယ်ဆိုပါစို့တစ်ယောက်ကဟောဒါလေးကြည့်ပေးပါဦးနောက်တစ်ယောက်ကမင်းနာမည်ခေါ်ပြီးတော့ဒီဟာလေးကြည့်ပေးပါဦးလို့ပြောရင်မင်းဘသူ့ကိုပို့ပြီးတော့သဘောကျမလဲတခါတည်းနဲ့နာမည်ခေါ်တဲ့သူပို့ပြီးတော့နီးကပ်တယ်လို့ခံစားရပါမယ်ဘာလို့လဲမင်းကိုတလေးတစားဆက်ဆံလိုက်လို့မင်းကိုတန်ဖိုးထားလိုက်လို့ပါလူတွေကသူတို့ရဲ့နာမည်ကြားတဲ့အချိန်မှာမတိမတာနဲ့စိတ်ထဲမှာ attention တစ်ခုတက်လာပါတယ်ဒါကသူတို့ရဲ့အာရုံစိုက်မှုကိုချက်ချင်းဆွဲယူလိုက်တာပါပဲနာမည်ကိုသုံးယုံနေမရပါဘူးဘယ်နေရာမှာဘယ်အချိန်မှာဘယ်လောက်ထိသုံးတတ်ဖို့လိုပါတယ်မင်းစကားစပြောမယ်ဆိုရင်နာမည်နဲ့စလိုက်ပါဥပမာငါမင်းကိုတစ်ခုပြောခြင်းတယ်ဒီလိုပြောလိုက်တာနဲ့သူ့အာယုံအားလုံးကမင်းဘက်ကိုရောက်လာပါပြီမင်းကတစ်ခုခုအလေးပေးပြီးပြောခြင်းတယ်ဆိုရင်နာမည်ကိုထည့်လိုက်ပါဥပမာကိုကျော်ဒီအချက်ကအရေးကြီးတယ်ဒါဆိုရင်ဒီစကားကပို့ပြီးတော့မှအလေးချိန်ရှိသွားပါတယ်သူ့စိတ်ထဲမှာလည်းပို့ပြီးတော့လေးနဲ့သွားတယ်လို့ခံစားရပါတယ်လူတွေကချီးမွမ်းတာကိုကြိုက်ကြပါတယ်ဒါပေမဲ့နာမည်ပါပြီးတော့ချီးမွမ်းလိုက်ရင်ပို့ပြီးတော့ခံစားမှုကနှစ်ဆဖြစ်သွားပါလိမ့်မယ်ဥပမာမင်းဒီနေ့လုပ်တာအရန်ကောင်းတယ်လို့ပြောရင်သူ့စိတ်ထဲမှာအဲ့ဒီစကားကိုမင်းမသွားတော့ပါဘူးဒီလိုပဲချက်ကအရန်ပေါဝါဖူးဖြစ်စေပါတယ်မင်းတရားရောက်ကိုအပြစ်တင်မယ်ဆိုရင်တော့နာမည်ကိုမသုံးပါနဲ့ဒါပေမဲ့နူးညံ့တဲ့လေတံနဲ့နာမည်ကိုသုံးလိုက်ရင်အရာအလုံးပြောင်းလဲသွားပါလိမ့်မယ်ဥပမာအောင်ရီဒီအချက်မှာမင်းနည်းနည်းပြင်လိုက်ရင်ပိုကောင်းမယ်ထင်တယ်ဒါကသူ့ရဲ့စိတ်ကိုလည်းမထိခိုက်တယ်လို့သူလည်းပို့ပြီးတော့လက်ခံလွယ်စေမယ့်အချက်တစ်ခုပါလူအများဆုံးမသိတဲ့အမှားနာမည်ကိုအလွန်ကျွံသုံးတာပါဥပမာဒီဟာလုံးလိုက်ပါစသဖြင့်နာမည်ကိုထက်ကသုံးလိုက်မိတာမျိုးပါဒါကလူမတတ်မတာဖြစ်စေပါတယ်အဲ့တော့မင်းမှတ်ထားရမှာကနာမည်သုံးတယ်ဆိုရင်နာမည်ကိုသဘာဝကျသုံးပါအများကြီးထည့်မသုံးပါနဲ့အရေးကြီးတဲ့နေရာတွေမှာပဲထည့်ခေါ်ပြီးတော့ပြောပါမင်းတရားရောက်တဲ့စကားပြောပြီးတဲ့နောက်မှာသူ့နာမည်ကိုသုံးပြီးတော့ပြန်ပြောလိုက်ပါဥပမာဟုတ်ပြီငါနားလဲပြီစသဖြင့်ဒါမျိုးပါဒီတစ်ချက်တိုင်းနဲ့မင်းကိုနားထောင်နေသူလို့သူတို့ထင်သွားပါမယ်မင်းချစ်သူကိုစကားပြောတဲ့အချိန်မှာနာမည်ကိုသုံးကြည့်ပါနာမည်ဆိုတာမင်းသူ့ကိုခေါ်တဲ့နာမည်ကိုပြောတာပါအထူးသဖြင့်စိတ်ညစ်နေတဲ့အချိန်စိတ်ချမ်းသာစေခြင်းတဲ့အချိန်ဥပမာမင်းသူ့ကိုခေါ်တဲ့နာမည်လေးသုံးပြီးတော့ငါဒီမှာရှိတယ်ဒီစကားလေးကသူ့အတွက်အားဖြစ်သွားစေပါတယ်လူတစ်ယောက်ရဲ့နာမည်ကိုမှတ်ထားပြီးတော့ခေါ်နိုင်တာကသူ့ရဲ့နှလုံးသားတကားကိုဖွင့်တဲ့တော့တစ်ခုပဲဖြစ်ပါတယ်လူတွေကသူတို့ကိုနားထောင်နေသူကိုကြိုက်ကြပါတယ်သူတို့ကိုလေးစားတဲ့သူကိုပို့ပြီးတော့ကြိုက်ကြပါတယ်ဒါပေမဲ့သူတို့နာမည်ကိုမှတ်ထားပြီးခေါ်တဲ့သူသူတို့ဘယ်တော့မှမမေ့ကြပါဘူးဒါကြောင့်မင်းတရားရောက်တဲ့စကားပြောမယ်ဆိုရင်သူ့နာမည်ကိုမှတ်ထားပါအချိန်မှန်မှန်ခေါ်သုံးကြည့်ပါတဘာဝကြခေါ်ပါအထက်ကပြောခဲ့တယ်လို့ထက်တော့မခေါ်ပါနဲ့ဒီအရာလေးတစ်ခုတည်းနဲ့မင်းကလူတွေကြားထဲမှာပို့ပြီးတော့နီးစပ်သွားတဲ့သူပို့ပြီးတော့ယုံကြည်ရတဲ့သူဖြစ်လာပါတယ်နံပါတ်3အချက်ကလူကိုဆွဲဆောင်စေတဲ့ပြန်လည်ပြုမှုနည်းပါမင်းသတိထားမိလားမင်းနဲ့အရန်ကိုအဆင်ပြေတယ်လို့ခံစားရတဲ့လူတွေရှိတယ်သူတို့နဲ့စကားပြောရတာအရန်ပေါ့ပါတယ်စိတ်မဖိစီးဘူးနီးစပ်တယ်လို့ခံစားရတယ်ဒါပေမဲ့ဘာကြောင့်လဲဆိုတာမသိပါဘူး
အဖေကရိုးရှင်းပါတယ်အဲ့လူတွေကမင်းမသိမသာနဲ့မင်းလိုပဲပြုမှုနေကြတာပါလူတွေကတဘာဝအားဖြင့်ကိုယ်နဲ့တူတဲ့လူကိုပို့ပြီးတော့ကြိုက်ကြပါတယ်ကိုယ်နဲ့တူတဲ့လူကိုပို့ပြီးတော့ယုံကြည်ကြပါတယ်ကိုယ်နဲ့တူတဲ့လူကိုပို့ပြီးတော့ယဉ်နှီးကျင်ကြပါတယ်အဲ့ဒါကြောင့်မင်းကသူ့လိုပဲနည်းနည်းလေးပြုမှုလိုက်တာနဲ့သူ့စိတ်ထဲမှာဒီလူကငါနဲ့တူတယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်လာပါတယ်ဒါကိုပြန်လည်ပြုမှုခြင်းလို့ခေါ်ပါတယ်အရန်ရေးကြီးတာဒါကိုကော်ပီကူးလိုက်တာမဟုတ်ပါဘူးတဘာဝကြကြနဲ့ပဲလုပ်ပြတာပါဥပမာခန္ဓာကိုယ်နေထားပါသူကလက်နှစ်ဖက်ချိတ်ပြီးတော့ထိုင်နေတယ်ဆိုရင်မင်းလည်းအနှဲငယ်စင်တူအောင်လိုက်လုံနိုင်ပါတယ်သူကရှေ့ကိုနည်းနည်းလေးကွေးပြီးတော့စကားပြောတယ်ဆိုရင်မင်းလည်းရှေ့ကိုနည်းနည်းလေးကွေးပြီးတော့စကားပြောကြည့်လိုက်ပါသတိထားမယ့်အချက်ကတစ်ချိန်တည်းမှာဒါကိုတိတိကျကျလိုက်လို့ရမှာမဟုတ်ပါဘူး2စက္ကန့်3စက္ကန့်လောက်ကြာပြီးတော့မှလိုက်လို့ရမှာပါမဟုတ်ရင် तू ကဒီလူကငါပုံစံနဲ့လိုက်လို့နေတာလားလို့ခံစားသွားရပါမယ် तू ကစကားမြန်ပြောတယ်ဆိုရင်မင်းလည်းနည်းနည်းမြန်ပြောလိုက်ပါ तू ကတည်ငြိမ်ပြီးတော့စကားကိုဖြည်းဖြည်းပြောတယ်ဆိုရင်မင်းလည်းဖြည်းဖြည်းပဲလိုက်ပြောကြည့်လိုက်ပါဘာကြောင့်လဲစကားပြောနှုန်းမတူရင် communication ကမညီပါဘူးစိတ်ထဲမှာမသက်မသာဖြစ်စေပါတယ်ဒါပေမဲ့စကားပြောနှုန်းတူသွားတယ်ဆိုရင်စကားပြောရတာအရင်အဆင်ပြေပါတယ်ဥပမာ तू ကအတန်ကိုနူးနူးညံ့ညံ့လေးပဲပြောတယ်ဆိုရင်မင်းလည်းနူးနူးညံ့ညံ့လေးပဲပြောလိုက်ပါတကယ်လို့ तू ကအားပြင်းပြင်းပြောတယ်ဆိုရင်မင်းရဲ့လေလံကိုလည်းတဖြည်းဖြည်းနဲ့မြှင့်လိုက်ပါ तू ကစကားကိုရိုးရိုးလေးပဲပြောတယ်ဆိုရင်မင်းလည်းရိုးရိုးလေးပဲလိုက်ပြောပါ तू ကတိကျပြီးတော့စနစ်တကျပြောတယ်ဆိုရင်မင်းလည်းအဲ့လိုပဲလိုက်ပြောပါမင်းကလူတစ်ယောက်ကိုတွေ့တယ်ဆိုပါစို့ तू ကတည်ငြိမ်တယ်စကားနဲ့တယ်ဖြည်းဖြည်းပြောတယ်မင်းကအရန်လှုပ်ရှားပြီးတော့မြန်ပြောနေတယ်ဆိုရင်ဘာဖြစ်သွားမလဲသူ့စိတ်ထဲမှာတခုခုတော့ဖြစ်သွားပါမယ်မင်းနဲ့နီးစပ်တယ်လို့ तू မခံစားရတော့ပါဘူးဒါပေမဲ့မင်းကသူ့ style ကိုလိုက်ပြီးတော့ညှိလိုက်မယ်ဆိုရင်သူ့စိတ်ထဲမှာအဆင်ပြေလာပါလိမ့်မယ်စကားတွေပို့ပြီးတော့ပြောလာပါလိမ့်မယ်မင်းသူ့ပုံစံနဲ့လိုက်ပြီးညှိလိုက်တဲ့အချိန်မှာ तू ဟာမသိဘဲနဲ့မင်းကိုပို့ပြီးတော့မှယုံကြည်လာပါတယ်မင်းနဲ့ပို့ပြီးတော့နီးစပ်လာတယ်လို့ခံစားရပါတယ်မင်းစကားကိုပို့ပြီးတော့နားထောင်လာပါတယ်လူအများစုမလှုပ်တတ်တဲ့အမှားတစ်ခုကကြတော့အလွန်အကျွံလိုက်လှုပ်လိုက်တာအလွန်မြန်လိုက်လှုပ်တာတဘာဝမကျဖြစ်သွားတာမျိုးပါဒါတွေကမင်းကို तू ကဟန်ဆောင်ပြီးတော့လိုက်လှုပ်တယ်လို့ထင်စေပါတယ်ဒါကြောင့်တဘာဝကြလေးနဲ့ပဲ तू လှုပ်တယ်လို့မမြင်သာအောင်လိုက်လှုပ်လိုက်ပါနံပါတ်4ချက်ကရွေးချယ်ခွင့်ပေးပြီးတော့မတိမတာထိန်ချုပ်တဲ့နည်းလမ်းပါမင်းသတိထားမိမှာပါလူတွေကအမိန်ပေးခံရတာကိုမကြိုက်ပါဘူးထိန်ချုပ်ခံရတာကိုလည်းမကြိုက်ဘူးဒါပေမဲ့ငါကိုယ်တိုင်ဆုံးဖြတ်တယ်လို့ခံစားရတာကိုတော့အရန်ကြိုက်ကြပါတယ်ဒါကြောင့်လူတွေကိုဓာတ်ရိုက်မထိန်ချုပ်ဘဲနဲ့သူတို့ကိုယ်တိုင်ဆုံးဖြတ်နေတယ်လို့ခံစားစေပြီးတော့မှမင်းလှုပ်ခြင်းတဲ့လမ်းကိုညွှန်လိုက်တာမျိုးပါမင်းကတယောက်ကိုတစ်ခုခုလှုပ်စေခြင်းနဲ့ဆိုရင်ဒီနေ့ဒီဟာကိုလှုပ်လိုက်လို့မပြောပါနဲ့အဲ့လိုပြောလိုက်ရင်သူ့စိတ်ထဲမှာငါ့ကိုအမိန်ပေးနေတာလားဆိုပြီးတော့ခံစားသွားရပါတယ်ဒီနေ့လှုပ်မလားမနှက်ဖြန်လှုပ်မလားကြည့်လိုက်နှစ်ခုလုံးကလှုပ်ရမယ်ဆိုတာကြီးပါပဲဒါပေမဲ့သူ့စိတ်ထဲမှာငါရွေးလို့ရတယ်ဆိုတဲ့စိတ်ကိုခံစားသွားရစေပါတယ်လူတွေကလွတ်လပ်မှုကိုအရန်တန်ဖိုးထားပါတယ်မင်းကအဲ့လွတ်လပ်မှုကိုမဖျက်ဆီးဘဲနဲ့မင်းလို့ချင်တာကိုလမ်းညွှန်လိုက်တာပါပဲဥပမာမင်းအောက်ကလုံသမားတယောက်ကိုပြောရမယ်ဆိုရင်မင်းတီ report ကိုအခုချက်ချင်းပြီးအောင်လုပ်လို့ပြောရင်သူစိတ်ကမကြိုက်ပါဘူးဒါပေမဲ့ဒီ report ကိုမနေ့ပိုင်းမှပြီးအောင်လုပ်လိုက်မလားညနေပိုင်းညမှပြီးအောင်လုပ်မလားလို့မေးရင် तू ကရွေးချယ်ပါတော့မယ်ဒါဆိုရင်အလုပ်ပြီးသွားမှာတော့သိကြပါတယ်ဥပမာမင်းချက်သူနဲ့အပြင်ထွက်ပြီးလဲမယ်ဆိုရင်လေဒီနေ့အပြင်ထွက်လဲရအောင်လို့ပြောရင်အငင်းခံရနိုင်ပါတယ်ဒါမှမဟုတ်ဒီနေ့ညနေထွက်လဲကြမလားမနေ့ဖက်မှာထွက်မလားဒါဆိုရင်သူ့ကိုရွေးချယ်ခွင့်ပေးလိုက်တာဖြစ်သွားပါပြီအဖြစ်ရတော့ဘလုံးနေထွက်မယ်ဆိုတာကြီးပါပဲတငယ်ချင်းတွေကိုပြောတဲ့အချိန်မှာလည်းအဲ့လိုပါပဲဒီနေရာကိုသွားမယ်လို့ပြောလိုက်ရင်တချို့ကမလိုက်ချင်ဘူးတချို့ကအကြောင်းပြချက်တွေပေးမယ်ဒါပေမဲ့ကော်ဖီဆိုင်သွားမလားရုပ်ရှင်သွားကြည့်ကြမလားလို့မေးရင်လူတိုင်းပါဝင်လာပါတယ်မင်းက decision ကိုဥဆောင်တဲ့လူတယောက်မတိမတာဖြစ်လာတာပါ
ဒါပေမဲ့ဒီနေရာမှာလူအများစုမသိတဲ့အမှားတစ်ခုကရွေးချယ်ခွင့်ပေးတဲ့ပုံဆိုတာတကယ်တော့တစ်ခုတည်းကိုပဲသွားချင်တာပါဥပမာဒီဟာလုံမလားမလုံဘူးလားဒါကရွေးချယ်မှုမဟုတ်ပါဘူးအမိန့်ပါဘယ်သူမှသိမကြိုက်ပါဘူးရွေးချယ်မှုနှစ်ခုလုံးကမင်းလို့ခြင်းတဲ့ result ပဲဖြစ်ရပါမယ်လူတွေကိုဟုတ်လားမဟုတ်လားလို့မမေးပါနဲ့Aဒါမှမဟုတ် B ဒီလိုပဲမေးပါရွေးချယ်ခွင့်ပေးတဲ့သဘောပါရွေးချယ်ခွင့်ပေးလိုက်တဲ့အချိန်မှာမင်းလို့ခြင်းတာကိုပို့ပြီးတော့လွယ်အောင်ပြပေးပါဥပမာဒီနေ့တနားရီလောက်လုံးမလား2နာရီလောက်လုံးမလားလို့မေးတနားရီလောက်လုံးမယ်လို့ပဲဖြေကြပါလိမ့်မယ်ဒါဆိုရင်မင်းအလုပ်ကပြီးမြောက်သွားပါလိမ့်မယ်လူတစ်ယောက်နဲ့ဈေးညှိနေတယ်ဆိုပါစို့ဒီဈေးနဲ့ပဲယူပါလို့ပြောရင်ဒါကအငင်းပွားဖွယ်ရရှိပါတယ်ဒါပေမဲ့ဒီဈေးနဲ့ယူမလားဒါမှမဟုတ်နည်းနည်းလျှော့ပြီးတော့ပဲယူလိုက်မလားလို့မေးသူ့ option ပေးလိုက်တဲ့သဘောပါမင်းရဲ့လက်ထဲမှာ control ရှိနေပါတယ်ဒီနည်းလမ်းကိုသုံးတဲ့အခါမှာလူတွေကမင်းကို control လုပ်နေတယ်လို့မထင်ရစေပါဘူးမင်းကို flexible ဖြစ်တယ်လို့ပဲထင်ပါပါမင်းနဲ့ဆက်ဆံရတာအဆင်ပြေတယ်လို့သူတို့ခံစားရပါလိမ့်မယ်ဒါပေမဲ့ဒီနည်းလမ်းကိုမသုံးသင့်တဲ့ချိန်ကလူတစ်ယောက်ဆုံးဖြတ်ရခက်ခဲနေတဲ့ချိန်တွေမှာတော့မသုံးသင့်ပါဘူးအဲ့ဒီချိန်တွေမှာသုံးလိုက်ရင်ရွေးချယ်စရာများလွန်းတာဖြစ်တဲ့အတွက်သူပို့ပြီးတော့ပင်ပန်းသွားပါလိမ့်မယ်ဒါကြောင့်လူတွေကိုဓာတ်ရိုက်ထိန်းချုပ်မယ်ဆိုရင်သူတို့ကမင်းကိုဆန့်ကျင်မှာပါဒါပေမဲ့သူတို့ကိုရွေးချယ်ခွင့်ပေးလိုက်မယ်ဆိုရင်သူတို့ကမင်းလိုချင်တဲ့လမ်းကိုသူတို့ကိုယ်တိုင်ရှောက်လာကြပါလိမ့်မယ်လူတွေကလွတ်လပ်မှုကိုကြိုက်ပါတယ်ကိုယ်တိုင်ဆုံးဖြတ်ရတာကိုကြိုက်ပါတယ်ဒါကြောင့်မင်းကသူတို့ကိုမထိန်းချုပ်ဘဲနဲ့သူတို့ကိုယ်တိုင်မင်းလိုချင်တာကိုရွေးချယ်စေလိုက်ပါနောက်တစ်ခါမင်းတယောက်ယောက်ကိုခုလှုပ်စေခြင်းနဲ့ဆိုရင်အမိတ်မပေးပါနဲ့ဓာတ်ရိုက်မပြောပါနဲ့ရွေးချယ်ခွင့်သာပေးလိုက်ပါလမ်းညွှန်လိုက်ပါဒါဆိုရင်အခြေအနေတွေကမင်းအံ့ဩသွားပါလိမ့်မယ်လူတွေကမင်းပြောတာကိုမင်းမပြောသလိုမျိုးပုံစံနဲ့လိုက်လုပ်နေကြမှာပါနံပါတ်5အချက်ကလူတွေကိုသူတို့ကိုယ်သူတို့ပြောစေတဲ့နည်းလမ်းပါမင်းသိလားလူတွေကကိုယ်အကြောင်းကိုပြောရတာကိုယ်တွေးကြုံတွေကိုမျှဝေရတာကိုယ်ခံစားချက်တွေကိုထုတ်ပြရတာအရန်ကြိုက်ကြပါတယ်ဒါပေမဲ့လူအများစုကဘာလုပ်လဲသူတို့ကကိုယ်အကြောင်းကိုပဲအများကြီးပြောနေကြတယ်ကိုယ်အောင်မြင်မှုတွေကိုပဲပြောနေကြတယ်ကိုယ်တွေးကြုံတွေပဲပြောနေကြတယ်ပြီးတော့လူတွေကဘာလို့ငါနဲ့မရင်းနှီးရလဲဆိုပြီးတော့လိုက်မေးကြတယ်အမှန်တရားရိုးရှင်းပါတယ်လူတွေကမင်းအကြောင်းကိုသိပြီးတော့စိတ်ဝင်စားပါဘူးသူတို့အကြောင်းကိုပဲသူတို့စိတ်ဝင်စားတာပါဒါကြောင့်ဒီနီလန်းရဲ့အဓိကအချက်ကမင်းကကိုယ့်အကြောင်းကိုလိုက်မပြောပါနဲ့သူတို့ကိုပဲပြောခိုင်းလိုက်ပါမင်းကလူတစ်ယောက်နဲ့တွေ့တယ်ဆိုပါစို့ဥပမာငါဒီလိုလုပ်တယ်ငါဒီလိုလုပ်လို့အောင်မြင်လာတာဒီလိုမျိုးစကားတွေဆက်ပြောနေမယ်ဆိုရင် तू ကနားတော့နားထောင်နေမှာပါဒါပေမဲ့စိတ်ထဲမှာတော့မင်းပြောနေတဲ့အကြောင်းအရာကိုလုံးဝစိတ်မဝင်စားပါဘူးမင်းကဘလို့လုပ်နေလဲဒီလမ်းကြောင်းကိုဘာကြောင့်ရွေးတာလဲဒီလိုမေးလိုက်မယ်ဆိုရင် तू ကစပြီးတော့ပြောလာပါလိမ့်မယ်အဲ့ဒီအချိန်မှာတော့မင်းကနားထောင်နေပါလိမ့်မယ်အဲ့ဒီနီလန်သုံးလိုက်မယ်ဆိုရင် तू ကမင်းနဲ့စကားပြောရတာကိုကြိုက်လာမယ်မင်းကို तू နဲ့ရင်းနှီးတဲ့လူတစ်ယောက်ဆိုပြီးတော့ခံစားလာရပါမယ်အဲ့ဒီနေရာမှာဟုတ်လားမဟုတ်လားဆိုတဲ့မေးခွန်းတွေကိုမမေးပါနဲ့ဘာကြောင့်လဲဘလို့လဲမင်းတို့ဘာအရေးကြီးလဲဒီလိုမျိုးပဲမေးပါသူတခုခုပြောပြီးရင်အဲ့ဒီပုံမှာဆက်ပြီးတော့မေးခွန်းတွေမေးပါဥပမာအဲ့ဒီလောကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဘလို့စတင်ခဲ့တာလဲဒါမျိုးပါဒါဆိုရင် तू ကပို့ပြီးတော့ပြောလာပါလိမ့်မယ်ပြီးတော့မင်းကနားထောင်နေတယ်ဆိုတာကိုပြပေးပါခေါင်းလှုပ်ပါနှလုံးလေးနဲ့ကြည့်ပါဟုတ်လားစသဖြင့်ပြန်ပြောပါဒါတွေကငါမင်းကိုနားထောင်နေတယ်ဆိုတဲ့စက္ကန့်တစ်ခုဖြစ်ပါတယ်လူတစ်ယောက်ကသူ့အကြောင်းကို तू ကပြောပြပြီးတော့မင်းကနားထောင်နေတဲ့ချိန်မှာသူ့စိတ်ထဲမှာပျော်ရွှင်မှုတွေဖြစ်လာပါတယ်ယုံကြည်မှုတွေဖြစ်လာတယ်မင်းကိုပို့ပြီးတော့သဘောကျလာပါတယ်အထူးသဖြင့်လူတစ်ယောက်ကစိတ်ညစ်နေတဲ့ချိန်သူ့ကိုနားထောင်ပေးမဲ့လူမရှိတဲ့ချိန်မှာမင်းက तू ပြောချင်တာတွေသူ့ကိုပြောခွင့်ပေးလိုက်ရင်မင်းကသူ့အတွက်အရေးကြီးတဲ့လူမတိမတာဖြစ်သွားပါလိမ့်မယ်ဒီနေရာမှာလူအများစုမှားကြတယ်မှာသူတို့စကားပြောနေတဲ့အချိန်မှာဖြတ်ပြောလိုက်တာအဲ့ဒီနေရာမှာကိုယ့်အကြောင်းကိုကြားထိုးပြီးတော့ပြောလိုက်တာနောက်တစ်ချက်ကတော့အကျဉ်းဉာဏ်တွေသွားပေးတာဒါကလုံးဝမှားပါတယ်
လူတွေကအကြံဉာဏ်တွေလည်းမလိုချင်ကြသလိုဖြည့်ရှင်းချက်တွေလည်းတိတ်ပြီးတော့မလိုချင်ကြပါဘူးသူတို့လိုချင်ကြတာကသူတို့ပြောသမျှကိုနားထောင်ပြီးမဲ့လူတစ်ယောက်ကိုပဲလိုချင်တာပါသူတို့စကားပြောပြီးတဲ့အချိန်မှာသူတို့စကားနည်းနည်းတော့ပြန်ပြောလိုက်ပါဥပမာဒါဆိုမင်းကဒီအလုပ်မှာစိတ်ဖိစီးနေတယ်နော်ဒါဆို तू ကဟုတ်တယ်ဆိုပြီးတော့ तू ခံစားသွားရပါမယ် तू ပြန်လဲပြောပါလိမ့်မယ်ဒါဆိုရင်သူ့စိတ်ထဲမှာမင်းကသူ့ကိုနားလေတယ်ဆိုပြီးတော့ထင်သွားပါလိမ့်မယ်နောက်တစ်ချက်ကမင်းချစ်သူကပြောမယ်ဒီနေ့အလုပ်မှာအရင်ပင်ပန်းနေတယ်လို့ပြောရင်မင်းကတာမန်ပါပဲဒီလိုမျိုးပင်ပန်းပါတယ်ဆိုပြီးတော့ပြောလိုက်ရင် तू ကမချင်တတ်ပါဘူးအဲ့တော့ तू ပြောသမျှကိုနားထောင်ပြီးလိုက်ပါပြီးရင်အော်အဲ့ဒါကြီးလုပ်ခဲ့ရတော့အရင်ပင်ပန်းနေမှာပေါ့စားသဖြင့်ပြန်ပြောလိုက်တယ်ဆိုရင်သူ့ခံစားချက်ကိုနားလည်ပေးလိုက်တယ်လို့သဘောမျိုးဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်သူ့ရဲ့စိတ်ကလည်းတတောင့်တတခံစားမှုကိုခံစားသွားရနိုင်ပါတယ်လူတွေကမင်းစကားနဲ့မဆွဲဆောင်နိုင်ဘူးဆိုရင်သူတို့စကားကိုနားထောင်ပြီးတော့ဆွဲဆောင်လိုက်ပါတခါတလေမှာကိုကစကားပြောတဲ့လူထက်နားထောင်တဲ့လူဖြစ်တတ်ဖို့ကလည်းပို့ပြီးတော့အရေးကြီးပါတယ်လူတွေကသူတို့ပြောတဲ့စကားတွေကိုနားထောင်ပြီးတဲ့သူဘယ်တော့မှမမေးကြပါဘူးသူတို့ကိုနားလည်ပေးနိုင်တဲ့လူပို့ပြီးတော့တောင်ချစ်ကြပါတယ်ဒါကြောင့်နောက်တစ်ခါမင်းလူတစ်ယောက်နဲ့စကားပြောမယ်ဆိုရင်ကိုယ့်အကြောင်းကိုအလွန်အကျွံမပြောပါနဲ့မိကုန်းနဲ့မေးပါနားထောင်ပါသူတို့အကြောင်းကိုသူတို့ကိုယ်တိုင်ပဲပြောခိုင်းလိုက်ပါဒါဆိုရင်မင်းအံ့ဩသွားရပါလိမ့်မယ်။ तू ကမင်းနဲ့စကားပြောတာကိုမရက်ချင်တော့ဘူး။ तू တောက်လျှောက်ဒီလိုမျိုးပြောလာပါလိမ့်မယ်။ဒီလိုနဲ့မင်းကလူတွေကြားထဲမှာနားထောင်ခြင်းတဲ့သူလူတကာရင်းနှီးခြင်းတဲ့သူယုံကြည်ရတဲ့သူဖြစ်မှန်းမသိဖြစ်လာပါလိမ့်မယ်။ဒီနေ့ပြောခဲ့တဲ့နီလန်းလေးတွေကနည်းနည်းချင်းစီပဲဖြစ်ပေမဲ့မင်းသားတကယ်အသုံးချလိုက်မယ်ဆိုရင်မင်းရဲ့လူမှုဆက်ဆံရေးကိုအကြီးအကျယ်ပြောင်းလဲစေပါလိမ့်မယ်။ဒါပေမဲ့ဒီနီလန်းတွေကိုလူတွေကိုထိခိုက်ဖို့တော့မသုံးပါနဲ့အကောင့်ဘက်မှာပို့ပြီးတော့သုံးမယ်ဆိုရင်မင်းတို့လူတွေကပို့ပြီးတော့သဘောကျလာပါလိမ့်မယ်နောက်ဗီဒီယိုတွေမှာလည်းမင်းဘဝကိုပြောင်းလဲပေးနိုင်တဲ့အမှန်တကယ်အသုံးဝင်တဲ့နီလန်းတွေကိုဆက်ပြီးတင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦး